တာတရားနဲ့ပြည့်စက်ခဲ့တော်သူဘောကရလေမအဆုံးစံကူကမိသားစုဝဲရည်တရားလူကစင်းနေဖို့ရှာတာပင်မလာတာပြုံးပြရှာကျေးဇူးကြီးမားခဲ့ပါသည်အဖို့မပြတ်နိုင်တဲ့မြတ်တာသည်ချက်စကြီးပမာလူတွေချမ်းမြအေးချမ်းလာပါသည်စက်ခဲ့တော်သူလောကရလေမအဆုံးစံကူကမိသားစုဝဲရည်တရားလူလာစီနေဖို့ရှာတာအိမ်မလာတာဒီပြုံးပြရှာကျေးဇူးကြီးမားခဲ့ပါသည်အဖို့မပြတ်နိုင်တဲ့မြတ်တာသည်ရောက်စီပမာလူတွေချမ်းမြပြတ်